နော်ငယ်ရွယ်စဉ်ကလေးဘဝတုန်းကနေပညာကိုခုံမင်မြတ်နိုးတယ်ဘာကိုခုံမင်မြတ်နိုးတယ်မှတ်တာတခါကြီးမိုက်လောကကြီးကိုအလှဆင်ခြင်းပညာတတ်မှဖြစ်မှာဘာတတ်မှဖြစ်မှာပညာမတတ်ရင်အလှဆင်လို့မရဘူးပညာမတတ်ရင်အလှဆင်ရခက်တယ်ဟုတ်ပြီလားဒါကြောင့်အဲ့ဒီတောင်မြို့ဆရာတော်လောင်းလျာလေးဟာကလေးလေးဘဝလေးကနေပင်ကြောင်ဆရာတော်မှာအခြေခံစာလေးသင်တယ်တဲ့ကလေးလေးဘဝ10နှစ်ကျော်လောက်စာလေးသင်တာ73နှစ်အရွယ်လောက်မှမန္တလေးမှာဝိသုဒ္ဓယုံရောက်ပြီးတော့ကျောင်းသားငယ်ဘဝပြစာသင်တာကိုရင်မဖြစ်သေးဘူးကျောင်းသားဘဝပြစာသင်တယ်နော်အသက်15နှစ်မှာပထမငယ်တန်းကိုကျောင်းသားလေးဘဝနဲ့ပဲအောင်တာဘယ်ဘဝနဲ့ပဲအောင်တာ16နှစ်မှာအလတ်တန်းကိုအောင်တယ်16နှစ်မှာအဲ့ဒီလိုမျိုးအဲ့ဒါလူဝတ်ကြောင်ပဲရှိသေးတယ်သူဟာကလေးလေးဘဝကျောင်းသားဘဝနဲ့စာပေတွေစူးစမ်းတာနော်သူတစ်ပါးတွေပွဲသွားတယ်ကလေးပေမဲ့ကြည့်ချင်ပေမဲ့ပညာကိုချစ်တယ်ပညာကိုမျက်နှိုးတယ်ပညာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ဟာကိုတီးခံရတယ်ဘာလို့ရလဲတီးခံရဒီပွဲကြည့်လို့ကိုဘဝအတွက်အကျိုးရှိလားအကျိုးမဲ့တွေဖြစ်တယ်အချိန်ကုန်တယ်ကျမ်းမာရေးထိခိုက်တယ်ပညာရေးတွေထိခိုက်တယ်ဆိုရင်ဒီပွဲတွေကြည့်တာကိုရှောင်ရမလားမရှောင်ရဘူးလားအဲ့ဒါယောက်ျားအာဇန်ဒီမိန်းမအာဇန်ဒီတို့ရဲ့စိတ်ထားဒီလိုမျိုးတောင်မျိုးစီရတော့ကလေးဘွားတုန်းကနေအဲ့ဒီလိုပွဲကိုကြိုက်ပါတော့လဲပဲပညာရေးအတွက်ကိုတီးခံခဲ့ရတာပညာတတ်ကြီးဖြစ်ချင်တာဘာကြီးဖြစ်ချင်တာဒါကြောင့်သူများကလေးတွေပွဲသွားပြီမြဲသူစာတွေကြက်နေတာကလေးလေးဘွားနဲ့ကြီးညိုဖို့ကောင်းလားမကောင်းဘူးလားအဲ့ဒါမှတ်တာတခါကြီးတို့မကြီးလောကမှာထွန်းတောက်လာမဲ့ဇာနီယောက်ျားဆိုတာငငယ်တုန်းကနေအတွေးခေါ်ကောင်းတာဟုတ်ပြီလားအတွေးခေါ်ကောင်းတာပညာကိုမျက်နှိုးတယ်ပညာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေကလောကမှာထိတ်တန်းဖြစ်ပြီးတော့လောကသာသနာကိုအလှဆင်နိုင်တာဟုတ်ပြီဒီလိုနဲ့သူဟာ18နှစ်မှာနော်အဲ့ဒီ15 16အလက်တန်းအောင်ပြီးတော့ကိုရင်ဘွားကိုပြောင်းလဲတယ်ဘယ်ဘွားကိုပြောင်းလဲတယ်သူ့ရဲ့မိဘတွေကလည်းမိကောင်းဖခင်ဖြစ်တဲ့အတွက်သားလေးကိုသာသနာပေါင်းကိုရောက်ဖို့အတွက်ပဲသူတို့တွေစူးစမ်းပြီးတော့ပုံသွင်းခဲ့တာမိဘတွေအရေးကြီးလားမကြီးဘူးလားမိဘတွေမှတ်တာတချို့သောမိဘတွေကသာသနာတော်ကိုသိအထင်သေးတာသူတို့သားသမီးတွေကိုဆရာဝန်ကြီးတွေအင်ဂျင်နီယာကြီးတွေလောက်တာဖြစ်စေချင်တယ်ဘုန်းကြီးဖြစ်ရမှာကိုဝန်လေးတယ်ကိုရင်ဝတ်ပေးရမှာကိုဝန်လေးတဲ့တရားဓမ္မအချို့ရှိလားမရှိဘူးလားအဲ့ဒီလူတွေရဲ့အတွေးဒီမှန်လားမှားလားလို့မေးမှားတယ်ဒီလိုသာသနာတော်ကြီးမှာယဟန်ဘဝကိုရင်ဘဝရဖို့အ ਨੇ ဆုံးဘယ်လောက်ကြာစောက်ရတာလဲလို့မေးရင်လေးအသင်ရှင်နဲ့ဆရာဝန်ဖြစ်ဖို့ဆိုတာဘယ်လောက်မှစောက်เสียမလိုဘူးဟုတ်လားဒီဘဝမဖြစ်ရင်နောက်ဘဝဖြစ်အောင်လုပ်လို့ရလားမရဘူးလားသာသနာဆိုတဲ့လမင်းမရှိရင်ဘုန်းကြီးဆိုတာရှိပါတော့မလားစဉ်းစားတကြိုက်မယ်ဦးဇင်းတို့ဗုဒ္ဓအလောင်းတော်ဟာလေးအသင်္ချေကမာတသိန်းကာလပတ်လုံးပါရမီတော်တွေဖြည့်ကျင့်ခဲ့ရတယ်လို့အားလုံးမသိဘူးလားအဲ့ဒီလိုကြာညောင်းတဲ့ကဘာကာလမှာယဟန်တော်ဘဝကိုဘဏ္ဍဘဝရတယ်လို့ကြားဘူးလေဗျကိုဘဝပဲရတယ်ဘဏ္ဍဘဝပဲစဉ်းစားကြတကြိုက်ဒီမှာဦးဇင်းသာသားသမီးရှိရင်10ယောက်ရှိရင်10ယောက်လုံးဘုန်းကြီးပဲပေးဖို့မှာသမီးလေးဆိုရင်ဆရာလေးပဲပေးဖို့မှာဦးဇင်းကသဘောပေါက်လားဒါကြောင့်ဆရာလေးတို့ကိုဘဝကိုတန်ဖိုးထားဆရာလေးတို့ဟုတ်ပြီလားတိတ်တန်ဖိုးကြီးတယ်ဆရာလေးတွေဟုတ်ပြီလားမှတ်တာလောကမှာသူများမလုံနိုင်တာလုံနိုင်ရတယ်ယောက်ျားအာဇန်ဒီမိန်းမကောင်းအာဇန်ဒီဆိုတာဟုတ်ပြီလားကိုတန်ဖိုးထားရမယ်တန်ဖိုးထားပြီးတော့တန်ဖိုးရှိအောင်လဲနေကြရမယ်ဟုတ်ပြီလားအဲ့ဒီလိုရှိတယ်ဒကာကြီးမကြီးတို့ဒါကြောင့်ဦးဇင်းတို့အလောင်းတော်တွေဟိုးကွန်တင်ညမြတ်စွာဘုရားတို့ဦးဇင်းတို့သူဇာတမြတ်စွာဘုရားတို့နှစ်ထပ်မှာဦးဇင်းတို့အလောင်းတော်ဟာစัจ java ဝိမင်းကြီးဖြစ်ခဲ့တာဘာဖြစ်ခဲ့တာစัจ java မင်းစည်းစိမ်ကိုစွန့်ပြီးတော့ယဟန်ဘွားကိုခံယူခဲ့တာဦးဇင်းကတအားဂုဏ်ယူတာဟုတ်ပြီလားတခါကြီးတို့တကမကြီးတို့ချမ်းသာတာတော့ပြင်းအောင်ပြင်းသေးတယ်ဟုတ်တယ်မလားဦးဇင်းတို့အလောင်းတော်တွေကလေရက်ဆက်ချမ်းသာခဲ့ပြီးကြားလားဒါကြောင့်တကမตายာနေတဲ့ဒီလောကီစည်းစိမ်တွေအကုန်လုံးကိုယ့်အတွက်နှလုံးသွင်းမတက်ရင်အပယ်ရိတ်ခါကြီးပဲဆိုတာကောင်းစွာသဘောပေါက်ကြမိမိတို့စွန့်နိုင်ရင်စွန့်မစွန့်နိုင်ရင်မိမိတို့အတွက်အပယ်ရိတ်ခါတွေဖြစ်လိမ့်မယ်စွန့်တယ်ဆိုတာမစွဲဖို့ဦးဇင်းပြောတာဘာလဲဗျာမစွဲနဲ့တရှိတမဲ့ကာမဝတ္ထုတွေကမိမိတို့အပယ်မီးတွေနော်အပယ်ရိတ်ခါတွေဆိုတာကောင်းစွာနားလည်ကြဖို့လိုပါတယ်အဲ့ဒီလိုမျိုးဦးဇင်းတို့အလောင်းတော်ဟာပါရမီဖြည့်စင်မှာယဟန်ဘဝကိုကိုဘဝမှာစัจ java ဝိမင်းကြီးဘဝဖြစ်နှစ်ဘဝယဟန်ဖြစ်ခဲ့တာဘယ်နှဘဝလဲတာမန်ဘယင်ဘဝတွေတာမန်ဘယင်ဘဝတွေစัจ java မင်းကပူကြီးအစင်းမြင့်တယ်စัจ java ယေရနာကြီးနဲ့ကောင်းကင်ကိုလှည့်လေတာလက်ညှိုးညွှန်ရကိုသွားတာစัจ java ယေရနာဓာတ်စီထည့်เสียမလိုဘူးလို့လားမလိုဘူးလက်ညှိုးညွှန်ကပြည်သူတွေစီးကျင်ပြည်သူတွေမှာသွားပြီးတော့စัจ java ယေရနာကြီးနဲ့လှည့်လေလို့ရတယ်ကောင်းကင်ကြီးမှာ
ဆင်းရှင်တဲ့နေရာလက်ညှိုးထိုးပြီးကြာမျိုး၅ပါးနဲ့ပြည့်စုံတဲ့ရေကန်ကြီးတွေမှာပြည်သူတွေနဲ့တူတူပျော်ပါပြီးတော့တိတ်ဆိတ်ချမ်းသာဖို့ကောင်းတဲ့ကာမဂုဏ်စည်းစိမ်တွေအပြည့်ပဲ